မင်္ဂလာပါတက်ရှိရတဲ့လူသားတွေရဲ့ခန္ဓာကိုယ်မှာအဓိကအကြဆုံးဖြစ်တဲ့သွေးအကြောင်းကိုလေ့လာကြည့်ပါမယ်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ရိုးရိုးအကြောင်းကိုလေ့လာတဲ့ဗီဒီယိုတွေမှာပြောခဲ့တာရှိပါတယ်အဲ့ဒါကတော့သွေးထဲမှာရှိတဲ့အဓိကသွေးနည်းဦးနဲ့သွေးပြူဦးကိုအယိုးကထုတ်ပေးနေရဆိုတာပါပဲဒါဆိုရင်တော့သွေးကဘယ်လိုဖြစ်လာလဲဆိုတာနဲ့အယိုးတွေကသွေးကိုထုတ်ပေးတဲ့စက်ရုံလိုမျိုးဖြစ်နေရဆိုတာကိုအကြမ်းမြင်တော့သိလောက်ပြီးထင်ပါတယ်ပြီးတော့သွေးကြောမြင်လေးတွေကလည်းအယိုးထဲအထိရောက်နေရဆိုတာကိုလည်းဆက်ဆက်တွေးမိလာမှာပါသွေးလမ်းကိုအဓိကလေ့လာကြည့်မယ်ဆိုရင်နှလုံးနဲ့သွေးကြောတွေကိုအရင်ဆုံးလေ့လာပါမယ်ခန္ဓာကိုယ်မှာနှလုံးနဲ့သွေးကြောတွေကခန္ဓာကိုယ်တစ်ခုလုံးကိုလိုအပ်တဲ့အာဟာရတွေနဲ့လိုအပ်တဲ့အောက်ဆီဂျင်ကိုပို့ပေးပြီးတော့ခန္ဓာကိုယ်ကပြန်ပြီးတော့ဆွန့်ထုတ်လိုက်တဲ့အညစ်အကြေးတွေမလိုအပ်တဲ့အာဟာရတွေနဲ့မလိုအပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပြန်ပြီးတော့တည်ဆောင်ပေးတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုလေ့လာကြည့်မယ်ဆိုရင်ခန္ဓာကိုယ်မှာသွေးရဲ့အရေးပါပုံနဲ့သွေးလည်ပတ်စီးဆင်းပုံကိုနားလည်သွားမှာဖြစ်ပါတယ်ခန္ဓာကိုယ်မှာအဓိကသွေးကိုညှစ်ထုတ်ပေးနေတဲ့နှလုံးအကြောင်းကိုအရင်ဆုံးလေ့လာကြည့်ပါမယ်နှလုံးကကြွက်သားတစ်ခုပဲဖြစ်ပါတယ်ကြွက်သားတစ်ခုဖြစ်သလိုသူကလည်းသွေးကနေအာဟာရယူပြီးတော့လှုပ်ရှားနေတဲ့ရှင်သန်နေတဲ့ကြွက်သားတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်သူ့မှာလည်းသွေးကြောလေးတွေရှိပါတယ်သူညှစ်လိုက်တဲ့သွေးတွေအကုန်လုံးကသူ့ရဲ့သွေးကြောလေးတွေကိုလည်းပြင်ရောက်ပါတယ်နှလုံးထဲမှာအခန်း၄ခန်းပါပါတယ်သွေးဝင်ခန်း2ခန်းနဲ့သွေးလွတ်ခန်း2ခန်းဆိုပြီးတော့ပါပါတယ်အဲ့တော့ဘယ်ဘက်သွေးဝင်ခန်းဘယ်ဘက်သွေးလွတ်ခန်းနဲ့ညာဘက်သွေးဝင်ခန်းညာဘက်သွေးလွတ်ခန်းဆိုပြီးတော့အခန်း၄ခန်းပါပါတယ်နှလုံးကတစ်ခါခုန်တိုင်းမှာနှလုံးထဲမှာရှိတဲ့သွေးတွေအလုံးကိုလဲပတ်စေတာဖြစ်တယ်နှလုံးမှာညာဘက်သွေးဝင်ခန်းနဲ့သွေးလွတ်ခန်းနဲ့ဘယ်ဘက်သွေးဝင်ခန်းနဲ့သွေးလွတ်ခန်းဆိုပြီးတော့အခန်း၄ခန်းပါဝင်တယ်သွေးဝင်ခန်းတွေအပေါ်မှာရှိပြီးတော့သွေးလွတ်ခန်းတွေအောက်မှာရှိတယ်နှလုံးကမိနစ်တိုင်းမှာရေတမ်းမှု9ဘူးစာလောက်ကိုညှစ်ထုတ်ပေးနေတယ်သူညှစ်ထုတ်ပေးနေတဲ့ပမာဏအများများတယ်သူတယောက်ကတရက်မှာနှလုံးအချိန်ပေါင်း3သိန်းလောက်ခုန်ပြီးတော့တစ်နှစ်မှာဆိုရင်တော့အချိန်ပေါင်း35သန်းလောက်ခုန်ပါတယ်တစ်နှစ်မှာဆိုရင်နှလုံးခုန်တဲ့အချိန်ကြီးကအချိန်ပေါင်း35သန်းလောက်ရှိပါတယ်နောက်တစ်ခုမှတ်သားစရာတစ်ခုကနှလုံးမှာ SA node လို့ခေါ်တဲ့ လျှက်စစ်စီးကြောင်းလေးတွေရှိပါတယ်လျှက်စစ်စီးကြောင်းလေးကလျှက်စစ်စီးသွားပြီးတော့ AV node ကိုရောက်သွားပါတယ်အဲဒီ AV node ကနေပြီးတော့လျှက်စစ်စီးကြောင်းကနှလုံးရဲ့အလယ်မှာရှိတဲ့ကြွက်သားတွေကိုရောက်သွားပြီးတော့နှလုံးရဲ့ဘေးကြွက်သားတွေကိုပါရောက်သွားပြီးတော့နှလုံးကိုလျှက်စစ်စီးပြီးတော့ညှစ်ပြီးတော့ခုန်ပါတယ်အဲလိုမျိုးလျှက်စစ်စီးကြောင်းလေးကနှလုံးမှာ10မိနစ်ကိုဘယ်နှချက်ခုန်ရမလဲ10စက္ကန့်ကိုဘယ်နှချက်ခုန်ရမလဲဆိုပြီးတော့ထိန်းထားတဲ့လျှက်စစ်စီးကြောင်းဖြစ်ပါတယ်အဲလိုပုံစံမျိုးနဲ့လူကခန္ဓာကိုယ်မှာအောက်ဆီဂျင်မပါတဲ့သွေးတွေကိုနှလုံးစီကိုရောက်လာပြီးတော့နှလုံးကနေအောက်ဆီဂျင်ရဖို့အတွက်သွေးကိုအဆုပ်ကိုညှစ်လိုက်တယ်အဆုပ်ကနေပြန်ဝင်လာတဲ့အောက်ဆီဂျင်ပါတဲ့သွေးတွေနှလုံးစီကိုရောက်ပြီးတော့နှလုံးကနေတစ်ဆင့်တကူလုံးအောက်ဆီဂျင်ပါတဲ့သွေးတွေကိုပြန်ပြီးတော့ပို့လို့ရင်းနဲ့ပဲလူကအသက်ရှင်နေတာဖြစ်ပါတယ်အဲဒါကြောင့်လည်းနှလုံးကအသက်ရဲ့အခြေမြစ်ဖြစ်ပါတယ်နှလုံးကတစ်ချက်ညှစ်လိုက်တိုင်းမှာအောက်ဆီဂျင်ပါတဲ့သွေးတွေမပါတဲ့သွေးတွေကိုတပြိုင်တည်းညှစ်လိုက်ပါတယ်ဒါပေမဲ့နှလုံးရဲ့ညာဘက်သွေးဝင်ခန်းကနေပြီးတော့အောက်ဆီဂျင်မပါတဲ့သွေးတွေကခန္ဓာကိုယ်တစ်ခုလုံးကနေဝင်လာပါတယ်ပြီးတော့အဲ့သွေးလွတ်ခန်းကကျတော့ညာဘက်သွေးလွတ်ခန်းကနည်းနည်းလေးဘယ်ဘက်သွေးလွတ်ခန်းထက်သေးနေပါတယ်။ဘာလို့လဲဆိုတော့သူကအဆုတ်ထဲကိုပဲလှုပ်ရတာမဟုတ်လို့ပါ။တစ်ချက်ညှစ်လိုက်တိုင်းမှာညာဘက်သွေးလွတ်ခန်းမှာရှိတဲ့အောက်ဆီဂျင်မပါတဲ့သွေးတွေကအဆုတ်ထဲရောက်သွားပြီးတော့ဘယ်ဘက်သွေးလွတ်ခန်းမှာရှိတဲ့အောက်ဆီဂျင်ပါတဲ့သွေးတွေကတော့ခန္ဓာကိုယ်တစ်ခုလုံးကိုရောက်သွားပါတယ်။အဲ့လိုပဲတစ်ချက်ညှစ်ပြီးတော့ပြန်ပြီးတော့ဖြေလျှော့လိုက်တဲ့အခါမှာလည်းခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အောက်ဆီဂျင်မပါတော့တဲ့သွေးတွေကာဗွန်ဒိုင်အောက်ဆိုက်သွေးတွေကညာဘက်သွေးဝင်ခန်းထဲကိုဝင်လာပြီးတော့အဆုတ်ကနေအောက်ဆီဂျင်ပြေးသွားတဲ့သွေးနေအောင်နေရလဲဘယ်ဘက်သွေးဝင်ခန်းတွေကိုပြန်ဝင်လာပါတယ်ပြီးတော့အဲ့သွေးဝင်ခန်းတွေအကုန်လုံးကနေသွေးလွတ်ခန်းတွေကိုဆင်းသွားပါတယ်အဲ့လိုနဲ့သွေးလွတ်ခန်းတွေကနေပြန်ပြီးတော့ညှစ်လိုက်ပါတယ်ဒါကြောင့်အောက်ဆီဂျင်ပါတဲ့သွေးတွေကခန္ဓာကိုယ်တစ်ခုလုံးကိုပြန်လဲစီးသွားပြီးတော့ဒီဖြစ်စဉ်ကတန်တရားလဲနေတာဖြစ်ပါတယ်ကျွန်တော်တို့နှလုံးကဘယ်ဘက်ချမ်းလေးနည်းနည်းလေးပိုကြီးနေပြီးတော့အဆုတ်ကလည်းဘယ်ဘက်အဆုတ်ကနည်းနည်းလေးပွင့်နေပါတယ်ဒါကြောင့်နှလုံးကဘယ်ဘက်ကိုမျက်စောင်းထိုးထားသလိုဖြစ်ပြီးတော့နှလုံးခုန်စံကိုနားထောင်တဲ့အခါမှာလည်းဘယ်ဘက်ချမ်းကိုနားထောင်တဲ့အခါမှာပို့ပြီးတော့နှလုံးခုန်စံကိုကြားရပါတယ်ကျွန်တော်တို့ရဲ့နှလုံးကိုကြွက်သားနှစ်ထပ်နေတောင်မှထိန်းချုပ်ထားပါတယ်ကြွက်သားအလွှာနှလုံးနဲ့တောင်မှထိန်းချုပ်ထားပါတယ်ဒါကြောင့်နှလုံးကခုန်တဲ့အခါမှာလှုပ်မသွားပဲနဲ့ငြိမ်နေတာဖြစ်ပါတယ်မဟုတ်လို့ရှင်တော့ဓာတ်ပုံတစ်ပုံကိုတွေးကြည့်မယ်ဆိုရင်ဓာတ်ပုံတစ်ပုံကိုဘောင်လေးနဲ့ထားမယ်ဆိုရင်ဓာတ်ပုံကမရွမရွဲပဲနဲ့တောင်းတနေနေရှိနေမှာဖြစ်ပြီးတော့ဘောင်နေမရှိဘူးဆိုရင်တော့ရော့ရွဲပြီးတော့လှုပ်ရှားနေမှာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့နှလုံးကကြွက်သားနှလုံးနဲ့တောင်ထိန်းချုပ်ထားတာဖြစ်တဲ့အတွက်သူနေရာလေးမှာပဲငြိမ်ပြီးတော့ခုန်နေတာဖြစ်ပါတယ်
လူတယောက်ဟာမွေးတဲ့အချိန်ကနေတည်တဲ့အချိန်ထိနှလုံးကခုန်နေတာဖြစ်ပြီးတော့မခုန်တော့ရင်တော့ကျွန်တော်တို့အကုန်လုံးတည်သွားမှာပါခန္ဓာကိုယ်မှာနှလုံးကလုံးဝအနားမရဘဲနဲ့အမြဲတမ်းလှုပ်ရှားနေတဲ့ကြွက်သားတွေဖြစ်ပါတယ်လူတယောက်ဟာပြန်ပြန်အားဖြင့်10မိနစ်မှာနှလုံးခုန်တော့အချိန်80လောက်ရှိပါတယ်ဒီအချိန်80အတွင်းမှာနှလုံးထဲမှာရှိတဲ့ကြွက်သားလှုပ်ရှားခြင်းနဲ့နှလုံးထဲမှာရှိတဲ့အဆုရှင်လေးတွေရဲ့အပိတ်အဖွင့်လေးတွေရောခန္ဓာကိုယ်တစ်ခုလုံးကိုသွေးတွေလက်ပတ်ပြီးတော့စီးဆင်းစေတာဖြစ်ပါတယ်နှလုံးမှာပါတဲ့အဆုရှင်လေးတွေကနှလုံးထဲမှာသွေးတွေဝင်လာပြီးတော့နှလုံးကသွေးကိုပြန်ညှစ်လိုက်တဲ့အခါမှာသွေးတွေနောက်ပြန်မစီးဆင်းအောင်လို့ပိတ်ထားပေးတာပဲဖြစ်ပါတယ်ဒီလိုအဆုရှင်လေးရဲ့နှလုံးမှာအားလုံး၄ခုပါပါတယ်သွေးလက်ပတ်စီးဆင်းမှုမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကစက္ကန့်နဲ့အမျှသွေးတွေကိုနှလုံးကညှစ်ပေးနေတာဖြစ်ပါတယ်အခုဒီပုံမှာမြင်ရတဲ့အချိန်တိုင်းပဲသွေးတွေကစီးဆင်းနေတာဖြစ်ပါတယ်ဆေးပညာနဲ့ခန္ဓာဗေဒကိုလေ့လာတဲ့အခါမှာသွေးလွတ်ကြောတွေကိုအနီရောင်နဲ့သတ်မှတ်ပြီးတော့သွေးပြန်ကြောတွေကိုအပြာရောင်နဲ့သတ်မှတ်လေးရှိပါတယ်အခုဒီမှာဆိုရင်တော့သွေးပြန်ကြောတွေကနှလုံးကိုပြန်ဝင်နေတဲ့သွေးကြောအပြာရောင်တွေကိုပြနေတာဖြစ်ပါတယ်ဒီကတော့သွေးလမ်းမှာအဆုပ်ရဲ့နှလုံးရဲ့သွေးကြောတွေရဲ့အဓိကလောက်တာဖြစ်ပါတယ်နှလုံးကအဆုပ်ကနေအောက်ဆီဂျင်ကိုယူပြီးတော့သွေးတွေကိုပို့တယ်သွေးတွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုအဆုပ်ကိုပြန်ပို့ဒီကုလုံးမှာရှိတဲ့ဆဲတွေကသွေးထဲမှာပါတဲ့အောက်ဆီဂျင်ကိုစားသုံးပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ကိုသွေးတွေကိုပြန်ထည့်ပေးလိုက်တဲ့အခါမှာအပြာရောင်သွေးတွေအနေနဲ့နှလုံးထဲကိုပြန်ဝင်လာတယ်ဒီသွေးတွေကိုနှလုံးကညှစ်ပြီးတော့အဆုပ်ထဲကိုပို့လိုက်တယ်အဆုပ်ထဲကနေပြီးတော့သွေးတွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုဆွန့်ထုတ်ပြီးတော့အောက်ဆီဂျင်ကိုပြန်ယူပြီးတော့နှလုံးထဲကိုအနီရောင်သွေးတွေအဖြစ်နဲ့ပြန်ဝင်လာတယ်ပြီးတော့ဒီအနီရောင်သွေးတွေကခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဆဲတွေစီကိုပြန်ရအောင်နှလုံးကညှစ်ပြီးတော့ပို့ပေးလိုက်တယ်နှလုံးမှာရှိတဲ့အဆိုရှင်၄ခုမှာအဆိုရှင်၄ခုရဲ့လှုပ်ဆောင်မှုတွေလည်းမတူသလိုပုံစံတွေလည်းမတူပါဘူးအပေါ်မှာရှိတဲ့သွေးလွှတ်ကြောအဆိုရှင်တွေကတော့ဒီတိုင်းရှိနေပြီးတော့အောက်မှာရှိတဲ့သွေးပြန်ကြောကအဆိုရှင်တွေကတော့နှလုံးအတွင်းကကြွက်သားရင်းနဲ့ချိတ်ဆက်နေတာကိုတွေ့ရပါတယ်အဆိုရှင်၄ခုမှာ၃ခုဟာသရိကံပုံစံအလွှာလေး၃ခုနဲ့ပိတ်ထားတဲ့အပိတ်ဖွင့်လေးနဲ့ရှိတာဖြစ်ပြီးတော့ဘယ်ဘက်သွေးဝင်ခန်းနဲ့ဖြစ်တဲ့အဆိုရှင်ကတော့စပွားရပုံစံအလွှာလေး2လွှာနဲ့ပိတ်ထားတာဖြစ်ပါတယ်အဲ့ဒီအဆိုရှင်ကအဆုပ်ကနေအောက်ဆီဂျင်ရှိတဲ့သွေးနှလုံးထဲကိုပြန်ဝင်လာတဲ့အဆိုရှင်ဖြစ်ပါတယ်နှလုံးမှာအပေါ်ရန်ကြွက်သားလာလေးကပါးတဲ့ကြွက်သားလာလေးဖြစ်ပြီးတော့အောက်ဘက်ကကြွက်သားတွေကတော့ထူတဲ့နှလုံးကြွက်သားတွေဖြစ်ပါတယ်ဒါကြောင့်လည်းအောက်ဘက်နှလုံးကြွက်သားတွေကပို့ပြီးတော့ညှစ်အားကောင်းပြီးတော့နှလုံးကိုခုန်တာဖြစ်ပါတယ်။အုံနောက်ကနှိုးဆိုတာကြောင့်နှလုံးမှာရှိတဲ့ sinoatrial node လို့ခေါ်တဲ့ SA node ကနေပြီးတော့ atrioventricular node လို့ခေါ်တဲ့ AV node ကိုပြောင်းသွားပါတယ်။ AV node ကနေပြီးတော့နှလုံးအတွင်းမှာရှိတဲ့ကြွက်သားအထိဆေးဝင်သွားပြီးတော့အဲ့ကြွက်သားကနေပြီးတော့နှလုံးအပြင်မှာရှိတဲ့ကြွက်သားတွေကိုပါလျှက်ဆက်တက်ရောက်ပြီးတော့နှလုံးကိုညှစ်ပြီးတော့ခုန်တာဖြစ်ပါတယ်။ဒါကတော့သွေးလမ်းလို့ခေါ်တဲ့လူခန္ဓာကိုယ်မှာနှလုံးခုန်ခြင်းဖြစ်စဉ်နဲ့သွေးလက်ပတ်ခြင်းဖြစ်စဉ်ပဲဖြစ်ပါတယ်။နှလုံးဟာအသက်ရဲ့အခြေအမြစ်ဖြစ်ပါတယ်။